မင်္ဂလာပါစာဘိုဘင်္ဂလီ channel မှာကြိုဆိုပါရစေဒီနေ့ကျွန်တော်တို့ဆွေးနွေးမယ့်အကြောင်းအရာကတော့လက်ရှိ Premier League ရဲ့လူပြောများနေတဲ့အကြောင်းအရာဖြစ်တဲ့ Arsenal ရဲ့ဖလားပြိုင်ပွဲလမ်းကြောင်းအကြောင်းပဲဖြစ်ပါတယ်ပြီးခဲ့တဲ့ Brentford နဲ့ပွဲမှာ Arsenal ဟာအိမ်ခွဲမှာတင်အမှတ်လျော့ခဲ့ပြီး Man City နဲ့အမှတ်ကွာဟချက်ဟာ၄မှတ်အထိကျင်းမြောင်းသွားခဲ့ပါပြီဒါဟာရွေးမလေးအမှတ်လျော့တာလားဒါမှမဟုတ် Man City နီးပြ Pep Guardiola ရဲ့ပါနတ်တဲ့ mind game တွေကြောင့် Arsenal ရဲ့စိတ်သက်ပိုင်းဆိုင်ရာခံတက်ကြီးပြိုလဲသွားတာလားဒီဗီဒီယိုမှာကျွန်တော်တို့အဆအဆုံးခွဲချမ်းစိတ်ပြသွားမှာပါ Pep Guardiola ဟာကမ္ဘာအကောင်းဆုံးနီးပြတူဖြစ်ရုံနဲ့မှာနိုင်ဘက်ကိုစိတ်ပညာနဲ့ကစားတဲ့နေရာမှာလဲစေတာတစုဖြစ်ပါတယ်သူဟာအင်တာဗျူးဒီမှာ Arsenal ကိုအမြဲတမ်းချီကျူးလိရှိပါတယ် Arsenal ဟာအကောင်းဆုံးအသင်းပါသူတို့ကစားပုံကအရန်တောင်းတင်းတယ်သူတို့ကိုကြော်ဖြတ်ဖို့ခက်ခဲပါတယ်စတဲ့စကားလုံးတွေဟာအပေါ်ယံကြီးရဲ့ Arsenal ကိုအတိမတ်ပြူတာလို့ထင်ရပြီပဲတကယ်တမ်းကဒါဟာ PR ကို Arsenal ဘက်ပို့လိုက်တာဖြစ်ပါတယ်Arsenal ဟာဒီလိုချီကျူးမှုတွေကြားမှာငါတို့အမားလုံးလို့မဖြစ်တော့ဘူးဆိုတဲ့ဝန်တို့ဝန်ဘိုးကိုခံစားလာရပါတယ်Pep Guardiola က Arsenal သားအိပ်ပျော်သွားရင်ငါတို့ကအသင့်မဲလို့ပြောလိုက်တဲ့စကားဟာ Arsenal ကစားသမားတွေရဲ့စိတ်ထဲမှာအသက်ရှူသံတစ်ခုလိုခြောက်လန့်နေခဲ့ပါတယ် Brentford နဲ့ပွဲမှာ Arsenal ဟာအရင်ပွဲတွေလိုတည်ငြိမ်မှုမရှိတာကိုတွေ့ရပါတယ်နီးပြ Arteta ကိုယ်တိုင်ကလည်း Pep ရဲ့ PR ပေးမှုကိုခံစားနေပုံပါပဲပထမပိုင်းမှာတော့ Arsenal လို့ Brentford ရဲ့စီကန်စနစ်တကျ9-3 နှစ် mid block ကစားကွက်ကြောင့်တော်တော်လေးအခက်တွေ့ခဲ့တာကိုမြင်ခဲ့ရပါတယ်နီးပြ Keith Andrews က Arsenal ရဲ့ကစားကွက်တီဆောက်မှုကိုဖျက်ဆီးဖို့ Zubi Mendy ကို space မပေးဘဲအနီးကပ်ပိတ်ဆို့ထားနိုင်ခဲ့သလို Saliba မပါဝင်နိုင်တဲ့ Arsenal နောက်တန်းကလည်းဘောလုံးပေးပို့မှုတွေမှာပုံမှန်အထက်ပိုပြီးအမှားယွင်းများနေခဲ့ပါတယ်Arsenal ဟာ possession အသာစီးယူထားပေမဲ့ Brentford ရဲ့ရုပ်ပိုင်းဆိုင်ရာအားသာချက်နဲ့ high intensity pressing အောက်မှာ final third ကိုထိုးဖောက်ဖို့လမ်းစာပြောင်းနေခဲ့ပါတယ်အဲဇေးကိုပွဲထွက်ခွင့်ပေးခဲ့ပေမဲ့သူဟာပွဲနဲ့အံဝင်ကွင်းချက်မဖြစ်ခဲ့ပါဘူးနှစ်သင်းလုံးဂိုးသွင်းခွင့်ဖန်တီးနိုင်မှုနည်းခဲ့တဲ့ဒီမိနစ်40မှာဟာနီးဗျူဟာမြောက်အကျင့်အနဲ့ရှိပေမဲ့ Arsenal အတွက်တော့အပြေမရှာနိုင်သေးလေ chess match တစ်ခုလိုဖြစ်နေခဲ့ပါတယ်ဒုတိယပိုင်းမှာတော့ Arteta က Odegaard ကိုထည့်သွင်းပြီးကွင်းလယ်ဖန်တီးမှုကိုမြင့်တင်လိုက်တာကပွဲရဲ့ turning point ဖြစ်လာပါတယ်Arsenal ကိုကစားကွက်ပုံမိုးတဲ့ဝယ်လာပြီး Maruge ရဲ့ခေါင်းထိုက်ကိုးနဲ့ဥဆောင်နိုင်ခဲ့ပါတယ်ဒါပေမဲ့ Arsenal ရဲ့အဓိကအားနည်းချက်ဖြစ်တဲ့ set piece ကာကွယ်မှုဟာနောက်တကပြဿနာပေးခဲ့ပြီးစိတ်သက်ပိုင်းဆိုင်ရာအာယုံစူးစိုက်မှုလျော့သွားခဲ့တဲ့အတွက်ခြေဘက်ကိုပြန်ပေးခဲ့ရပါတယ်Michael Carrick ရဲ့ long through ကနေတဆင့် Lewis Potter ကခြေဖက်ကိုသွင်းယူသွားတာဟာ Arsenal ရဲ့ဒုတိယဘောလုံးဖြတ်ထုတ်နိုင်မှုအားနည်းချက်ကိုမီးမုံထိုးလိုက်တာပါပဲပွဲအဆုံးသက်ခါနီးမှာ Martinelli ရဲ့အပိုင်အခွင့်အရေးဖြုံးနိုင်မှုနဲ့ David Raya ရဲ့လက်စွမ်းပြကာကွယ်မှုတွေကြောင့်တမတ်စီခွဲဝေယူခဲ့ရတာဟာ Arsenal အတွက် Champion ပြိုင်ပွဲမှာအဖိုးတန်တဲ့နှုတ်မှတ်ဆုံးသွားတာဖြစ်တယ်လို့Brentford အတွက်တော့သူတို့ရဲ့ပင်ကိုဟန်ထိတဲ့ Giant Killing စိတ်ဓာတ်ကိုထပ်မံပြသနိုင်ခဲ့တဲ့အောင်မြင်မှုတစ်ခုလို့ဆိုရမှာပါ Lewis Potter ရဲ့ဂိုးဟာ Arsenal အတွက်တော့နာကျင်စရာပါ Odegaard ထက်အရင်ဘောလုံးကိုလူယူသွားနိုင်ခဲ့တာဟာ Arsenal ကစားသမားတွေရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာနိုးကြားမှုလျော့သွားတာကိုပြသနေပါတယ်Pep Guardiola ရဲ့ Man City ဟာအမတ်ပေးဖလားပြိုင်ပွဲတွေမှာအတွေ့အကြုံရင့်ကျက်သူတွေပါသူတို့ဟာ PR ပေးရမယ့်အချိန်ကိုကောင်းကောင်းသိပါတယ် Arsenal အမတ်ရော့နေချိန်မှာ Man City ဟာ Fulham ကို3ဂိုးပြတ်နိုင်ပြီး PR ကိုမြင့်တင်လိုက်ပါတယ် Pep ကအမတ်6မှတ်ထက်4မှတ်ကပိုကောင်းလာဖို့လို့ပြောလိုက်တာဟာ Arsenal ကိုနောက်ထပ်စိတ်တန်ရာပေးလိုက်တာပါပဲ Arteta ရဲ့စိန်ခေါ်မှု Arteta's Tactical Dilemmaနီးပြ Arteta ဟာသူ့ဆရာဟောင်းပက်နဲ့ရင်ဆိုင်ရတိုင်းမှာစိတ်ပိုင်းဆိုင်ရာစစ်ပွဲကိုဆင်နွှဲနေရတာပါ Arteta ဟာအသင်းကိုတည်ငြိမ်အောင်ထိန်းရမယ်အကြပက်ရဲ့ပြောစကားတွေနောက်ကိုပါသွားသလားဆိုတာမေးခွန်းထုတ်ရပါပြီလူထုပုံအပြောင်းအလဲတွေများလာတာကစားသမားတွေအပေါ်မှာယုံကြည်မှုလျော့သွားတာတွေဟာ Arsenal ရဲ့ title race ကိုထိခိုက်စေပါတယ် Arsenal ရဲ့တိုက်စစ်မှု Rockers ဟာဒီပွဲမှာXG 900နိုင်ခြေမှာ3ညအထိထိသွားခဲ့ပါတယ်
ဒါဟာတိုက်စစ်မှုတူအတွက်တော့အတော်လေးဆိုးရွားတဲ့အချက်ပါတစ်ဖက်မှာလည်းကာကွယ်ရေးပိုင်းမှာ Mosquera တို့လိုကစားသမားတွေကအမှားယွင်းတွေလှုပ်လာပါတယ်ဒါတွေအားလုံးမှာ PR ရဲ့နောက်ဆက်တွဲရက်လက်တွေဖြစ်နေပါတယ်နောက်ဆုံး12ပွဲရဲ့အရေးပါမှုပက်ဂွာဒီယိုလာပြောတယ်လို့ပါတယ်ပရီးမီယာလိမှာ12ပွဲဆိုတာအများကြီးကြံပါသေးတယ်ဒါပေမဲ့ဒီ12ပွဲဟာအာဆင်နယ်အတွက်တော့ငရဲခန်းဖြစ်လာနိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ဟာအမတ်ရော့ရူမရတော့တဲ့အခြေအနေကိုရောက်သွားလို့ပါမန်စီးတီးကတော့အမတ်၄မှတ်အကွာမှာအမဲလိုက်သိုးစောင့်နေတဲ့ကြားတဲ့လူမျိုးအသင့်ရှိနေပါတယ်စိတ်ပညာရှင်တွေရဲ့အမြင်အားကစားစိတ်ပညာရှင်တွေရဲ့အဆိုအရဖလားပြိုင်ပွဲရဲ့အဆုံးသတ်ပိုင်းမှာအနိုင်ရဖို့ crowd ချင်းဆိုတဲ့ fear of winning ဆိုတာရှိတတ်ပါတယ်အာဆင်နယ်ဟာအမတ်ပေးစရာကိုအကြာကြီးယူဆောင်နိုင်ခဲ့ပေမဲ့ပန်းတိုင်နာနီးလာတဲ့အခါမှာတော့ပျက်စီးသွားမှာကို crowd တဲ့စိတ်ကခြေစွမ်းကိုလွှမ်းမိုးသွားတတ်ပါတယ်ပက်ဂွာဒီယိုလာဟာအဲ့ဒီအချက်ကိုကောင်းကောင်းအသုံးချနေတာပါပရိသတ်တွေရဲ့အခန်းကဏ္ဍအခုလိုချင်းမျိုးမှာအာဆင်နယ်ပရိသတ်တွေရဲ့အားပေးမှုကလည်းအရေးကြီးပါတယ်ဒါပေမဲ့ပရိသတ်တွေရဲ့မျှော်လင့်ချက်မြင့်တားမှုကလည်းကစားသမားတွေအတွက်တော့နောက်ထပ် PR တစ်ခုဖြစ်နေပြန်ပါတယ်Brentford ပွဲမှာကွင်းအင်ကတင်စိတ်မှုတွေနဲ့စိုးရိမ်မှုတွေဟာကစားသမားတွေစီကိုကူးဆက်သွားခဲ့ပုံပါတယ်ခြုံငုံသက်ဆက်ကြည့်ရရင်အာဆင်နယ်ဟာ Brentford နဲ့ပွဲမှာအမက်လျော့သွားတာဟာနီးတီးပိုင်းထက်စိတ်သက်ပိုင်းဆိုင်ရာလိုပဲပြောရမှာပါပက်ဂွာဒီယိုလာရဲ့ mind game တွေဟာအာဆင်နယ်ရဲ့စိတ်သက်ပိုင်းခံတက်ကိုထူးဖောက်သွားခဲ့ပါပြီအာတီတာအနေနဲ့သူ့အသင်းကိုဒီစိတ်ပိုင်းဆိုင်ရာနှွန်တဲ့ကဘယ်လိုပြင်ဆွဲထုတ်မလဲဆိုတာကတော့လာမယ့်အပတ်တွေမှာစောင့်ကြည့်ရမှာပါအာဆင်နယ်ဟာအမှတ်4မှတ်အသာရနေစေပေမဲ့စိတ်ပိုင်းဆိုင်ရာမှာတော့မန်စီးတီးကအသာစီးရသွားပါပြီအာဆင်နယ်ဖလားရမလားဒါမှမဟုတ်မန်စီးတီးကပဲနော့ကနေကြော့တက်သွားမလားတင်တို့ရဲ့အမြင်တွေကိုလည်းအောက်က comment မှာရေးပေးခဲ့ပါဦးစားချက်လေးတွေရေးပို့ချင်တာဖြစ်ဖြစ်သတင်းဝီသတင်းထူးလေးတွေပေးပို့ချင်တာဖြစ်ဖြစ်စာပို့ပြီးကလေးကိုပေးပို့နိုင်ပါတယ်အစိုးရကြည့်ပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ